ငါမှားသွားတယ်ပေါ့ဘာလို့လူတယောက်ဟာကိုမကျွမ်းတဲ့အလုပ်ကိုမကျွမ်းတဲ့အတတ်ပညာပေါ့နော်ကိုမကြိုက်တဲ့အလုပ်ကိုအတင်းလုံးယူပြီးတော့ပဲလုပ်နေတာဖြစ်စေမကြိုက်ဖဲနဲ့လုပ်နေရတာဖြစ်စေလုပ်နေရတယ်ဆိုလို့ရှိရင်ကြာလာလို့ရှိရင်ဒီကိုပေါ်မှာထားတဲ့ personal value တန်ဖိုးပြီးလို့ရှိရင်ကိုယုံကြည်မှု confidence တွေတဖြည်းဖြည်းနဲ့ကြာလာလိမ့်မယ်ကျမကတော့ပေါ့နော်ဒီလိုမျိုး philosophy life philosophy တွေကိုသိပြီးတော့မှ share လေးလုပ်လို့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကကျတော့အကြောင်းရင်းတစ်ခုနဲ့တိုက်ဆိုင်လာလို့ပေါ့နော်ဒါပြောချင်လာတယ်ကျမကအကြောင်းရင်းတစ်ခုဆိုတာကကိုတိုင်းကိုရဲ့ personal experience မှာအဲ့ဒါခါနှစ်ခုပေါ့နော်နှစ်ချိန်ဖြစ်ခဲ့တယ်နှစ်ချိန်ကတစ်ချိန်ကကြတော့ဆေးကြောင်းတော့ပါဆေးကြောင်းfirst year တော့ပါပေါ့နော်ကျမတကယ်ချင်းတယောက်နဲ့အဲ့လိုစာတူချက်တယ်ပေါ့ချက်တဲ့ခါကျတော့သူ့ပုံစံတိုင်းလိုက်ချက်လိုက်တယ်ပေါ့ तू ကလည်းစားတော်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ငါသူ့ပုံစံတိုင်းချက်ကြည့်မယ်ဆိုချက်တဲ့ခါမှာစာပွဲကနေရောက်တဲ့ခါကျတော့အိတ်စာဟိုကကျတော့မေ့သွားဒါမှမဟုတ်လေဒီလိုမျိုးဒါရိုက်မဟုတ်စဉ်းစားရတဲ့စာဖြစ်နေရလားမသိဘူးအဲ့လိုဖြစ်နေတဲ့ခါကျတော့အဲ့မှာကျမကဘာစဉ်းစားလဲဆိုတော့ငါသာသူ့နေရာမှာဆိုရင်ဘယ်လိုလုပ်မှာလဲဆိုပြီးတော့မှစိတ်ထဲမှာအတွေးရောက်သွားပြီပေါ့နော်စာပွဲကနေမှာအဲ့ချိန်မှာတခါတိတ်တာဆိုတော့ငါနဲ့အဲ့လိုမျိုးပေါ့နော်စာမှတ်နိုင်တဲ့စာတော်နေတဲ့လူတယောက်ပဲအဲ့လိုမျိုးသူများတယောက်ရဲ့ဟာလုံးလိုက်တဲ့အခါကျတော့ကိုကဒီလိုမျိုးဘယ်လိုပြောမလဲသူ့အတိုင်းဘယ်လိုစဉ်းစားရမလဲဆိုတာတကယ်တမ်းဒီလိုမျိုးပေါ့နော်ဒီလို exam လိုမျိုးပေါ့စာဝင်းလိုမျိုးအဲ့လိုမျိုးကိုပါရေးချင်းကိုအာဟာနဲ့ကိုထုတ်သုံးရမယ့်အချိန်မှာဆိုရင်ကိုကမလုံနိုင်တော့ဘူးပေါ့အဲ့လိုမျိုးဖြစ်သွားခဲ့တယ်အဲ့ချိန်မှာနောက်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလိုက်မလုပ်ရတော့ဘူးဆိုတဲ့ဟာကိုပေါ့နော်တွေးဝင်သွားတော့သေးတာပေါ့နော် first year ရဲ့ဘာမဟုတ်တဲ့ exam လေးတစ်ခုဖြစ်နေလို့ဒီ final ရတဲ့ final exam တာဆိုလို့ရှိရင်မလွယ်ဘူးလीနော်နောက်တစ်ချက်ကနောက်ထပ်အချိန်တစ်ခုပေါ့နော်အချိန်တစ်ခုကဘာလဲကျွန်မဒီ TikTok စသုံးတဲ့အချိန် TikTok စသုံးတဲ့အချိန်မှာဒီစပြီးသူတို့ trending ဖြစ်တဲ့ဟာတွေလိုက်ကြည့်တယ်မှာသူတို့ကတာတို့ဘာလို့ဆိုရင်ကိုကလုံးဝကတာမကြွယ်အောင်ဒါပေမဲ့အဲ့ဒါတွေလိုက်လုပ်တဲ့ခါကျကြားတဲ့ခါကျငါကပေါ့နော်ဒီ TikTok မှာလည်း follower တွေရမလားဆိုတော့ငါကအသုံးမကျဘူးလားမသိဘူးငါဓာကြီးတွေမကြွမ်းဘူးပေါ့နော်နောက်ပိုင်းကျတော့မှဘာစဉ်းစားမယ်ဆိုငါဆရာဝင်မယ်အဲ့တော့ဒီဆရာဝင်နဲ့ပတ်သက်တဲ့ဓာတ်တွေကို sharing လုပ်ဝင်မယ်ဆိုရင်အဲ့ချိန်မှာကျွန်မ follower တွေအများကြီးတက်လာတယ်ဒီလို follower တွေရော like တွေရောပေါ့နော်အကုန်လုံး engagement အရင်ကောင်းလာတယ်ပေါ့နော်နေရာတနေရာရလာတယ်ပေါ့အဲ့လိုမျိုးဆိုတော့ဒီကိုကျွမ်းတဲ့အလုပ်ကိုသိပါဒါမှကိုကနေရရမှာပေါ့နော်ပြီးလို့ရှိရင်လည်းကိုရဲ့ value ကလည်းတက်မှာပြီးလို့ရှိရင် confidence level လည်းတက်မှာပေါ့နော်ဒါလေးကိုဒီနေ့အကြောင်းရင်းတစ်ခုနဲ့တိုက်ဆိုင်လို့ဒါလေးကိုကျမရဲ့ဒီ life experience ပေါ့နော်နှစ်ကြိမ်ဖြစ်ခဲ့တယ်ပေါ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒါလေးကိုလာပြီးတော့ sharing လုပ်ပေး